အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel လေးကိုကြည့်ရှုလေ့လာနေကြတဲ့မိတ်ဆွေများအတွက်ဒီတစ်ခေါက်မှာတော့ကျွန်တော်က Google AI Studio အကြောင်းကိုကျွန်တော်သိတဲ့လောက်လေးမိတ်ဆက်ပေးပါမယ်ခင်ဗျာအစီအစဉ်လေးမစခင်လေးမှာကျွန်တော် YouTube channel လေးကို like and subscribe လေးနှိပ်ထားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်အစီအစဉ်လေးစလိုက်ပါတော့မယ်ခင်ဗျာဒီ Google AI Studio ကိုသုံးမယ်ဆိုရင်နှစ်နည်းသုံးလို့ရပါတယ်ပထမနည်းကတော့ကိုသုံးတဲ့ browser လေးကိုဝင် server မှာ Google AI Studio လို့ရိုက်ရှာပြီးတော့ဝင်လို့ရှင်းလို့ရတယ်နောက်တစ်နည်းကတော့ link ကနေဝင်လို့လည်းရတယ်เนาะအဲ့တော့ကျွန်တော်က link ကနေပဲဝင်ပြပါမယ်ခင်ဗျာ Remain post line chat Google AI Studio https//studio open the URL cancel အဲ့တော့ဒီမှာ cancel button https//studio.google.com/ ကျွန်တော်ဒီထဲဝင်မယ် click https//studio.google.com/ ဒီထဲမဝင်ဘူးเนาะ https//studio.google.com/ အဲ့တော့ကျွန်တော်ဝင်လိုက်ပြီ Chrome ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီသူထဲရောက်သွားလို့ရှိရင်ဒီလိုလေးပြနေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဘယ်ဘက်အပေါ်ကနေပြီးကြည့်ရအောင် menu pop up button sorry ညာဘက်အပေါ်ကနေပဲကြည့်လိုက်မယ်เนาะဒီ menu ပေါ့ menu ပြီးတော့ဘယ်ဘက်ကိုတိုးကြည့်မယ်เนาะကျွန်တော်ညာဘက်အဆုံးသုံးမှာထားရှိတယ် customize menu pop up button ဟုတ်ပြီအဲ့တော့သူ့ရဲ့ဘယ်ဘက်ကိုကျွန်တော်တိုးသွားမယ်ဒီမှာ show run setting ရှိမယ် Gemini 2.5 Pro combo box ဒါရှိမယ် open navigation menu button open navigation menu ဆိုတာလေးရှိမယ်ကျွန်တော်တို့က setting ချိန်ရမှာကအရင်ဆုံးချိန်ရမှာကကြတော့ show run setting ထဲမှာကျွန်တော်ဝင်ရမယ် show run settings button အဲ့တော့ကျွန်တော်ဝင်လိုက်ပါမယ် okay show run setting ထဲမှာဒီမှာ set thinking budget thinking edit free one slider temperature edit free ဒီ temperature နေရာမှာ one slider ကျွန်တော်ဒီမှာတရားလေးကိုနှိပ်လို့လည်းရတယ်ဒီမှာတိုးတယ်ပေါ့နော် one slider အဲ့တော့ကျွန်တော်က volume နဲ့ပဲ short 1.1 လိုက်မယ်နော် 1.2 တင်လိုက် 1.3 1.4 1.5 1.6 1.7 1.8 တင်လိုက်မယ်နော် 1.9တော့ဒီကောင်လေးရွေးထားလို့ရှိရင်လည်းအဆင်ပြေတယ်လို့တော့သိရတယ်ဒါမရွေးရင်လည်းဘာမှဖြစ်ဘူးတော့ရတယ်ဒါကျွန်တော်ကဒါလေးတွေလိုအပ်မြင်ရွေးပြတယ် spin button thinking edit free thinking mode check toggle thinking mode switch ဒီကောင်လေးကမနေ့ကလားဒီတမြန်မနေ့ကလားမသိဘူးပေါ့နော်ကျွန်တော်ကြည့်တော့ဒီကောင်လေးမပါသေးဘူးခုမှဒါလေးဒါတွေ့ရပေါ့နော်သူကတော့နေ့စဉ်နဲ့မြန်အတိတ်လုံးနေတာဆိုတော့ပို့ပြီးတော့ကောင်းလာဖို့ရှိတယ် set thinking budget uncheck toggle thinking budget with clean auto and manual switch ဒါလေးလည်းသုံးကြည့်ပေါ့နော်ကိုယ့်နဲ့ကိုရွေးကြည့်ပါဒါရွေးပြီးတော့သုံးကြည့်တာဘာမှဖြစ်ဘူးရတယ်ကျွန်တော်မရွေးတော့နော်ဒီကောင် expand or select tools edit free structure output edit free uncheck structure output switch ဒီမှာဒီအောက်မှာ3ခုရှိမယ် edit JSON schema button code execution edit free uncheck code execution switch ဒါရှိတယ် function calling edit free uncheck function calling switch ဒီမှာ edit function deck grounding with Google search edit free uncheck grounding with Google search switch ၄ခုပေါ့နော်ဒီ Google ဆက်ရောပါမယ်ဆိုရင်တော့ URL context edit free uncheck browse your context switch ထားပါ URL တော့ uncheck grounding with edit function uncheck function calling uncheck code execution edit JSON schema button code execution edit free edit JSON schema button uncheck struct notification pause stop tool storage space running out 623 back button ကဲနော်ကျွန်တော်ဒီမှာ uncheck structure output switch structure output edit free uncheck structure output switch ကျွန်တော်ဒါရွေးလိုက်မယ်နော် Okay ရွေးပြီးတော့ရင်ကျွန်တော်တို့ကနောက်တစ်ဆင်းလောက်အောင်မယ်အဲ့တော့သူ့ကိုကျွန်တော် close နဲ့ပိတ်မယ်နော် thinking deck 2 spin button 2 slider temperature edit free /1 million 0 token count edit free Gemini 2 close run settings panel button ဒီမှာ close နဲ့ပိတ်လိုက်မယ်ပိတ်ပြီးတော့ရင်ဒီမှာဒီဘက်မှာ open the home page button open navigation menu button open navigation menu ဆိုတာလည်းကျွန်တော်ဝင်မယ် Gemini 2.5 Pro combo box open navigation menu button ဟုတ်ပြီနော်ကျွန်တော်ဝင်ပြီးတော့ရင် studio button chat link visited stream link visited string link ကိုဝင်မယ် generate media link stream link visited stream link visited ဟုတ်ပြီနော် generate media link stream link visited ကျွန်တော်ဝင်လိုက်မယ် string link ကိုဝင်ပြီးရင်မှာ dot ဆိုတဲ့နေရာလေးရောက်လာမယ်နော် webcam button top button ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကမလုပ်သေးဘူးမမေးသေးဘူးမေးလို့တော့ရပြီသူ default အတန်နဲ့မေးလို့ရကျွန်တော်အတန်ရွေးအောင်မယ်အဲ့တော့ဒီမှာ show run settings button ဒီ show run setting ဆိုတော့လေးပြန်ရှိနေမယ်အဲ့တော့အဲ့ထဲကိုနောက်တစ်ဆင့်ထပ်ဝင်မယ်ဝင်ပြီးဒီမှာအတန်ရွေးတဲ့နေရာလေးရှိတယ် zipper combo box ဒါကသူ့ရဲ့ပုံမှန်ပေးထားတဲ့အတန် selected play audio sample zipper bright higher pitch အရင်ကဆိုရင်ဒီအတန်ရွေးရတော်တော်ခက်တယ်ကျွန်တော်တို့ဒီကောင်စားသုံးတော့ဆိုကျွန်တော်သုံးကြည့်တာမြင်တဲ့သူတွေအနေနဲ့တော့လွယ်တာပေါ့နော်ကျွန်တော်တို့ဒီအမြင်အောင်မတန်ဆွမ်းတဲ့သူတွေအနေနဲ့ကြာရင်ကိုယ့်ရဲ့ second reader ကိုပိတ်ပြီးတော့မှရန်ထောက်ပြီးရွေးရပါဘောနော်ဒါတောင်ကိုလိုချင်တဲ့တန်ကတခါလေးမရတတ်ဘူးကိုယ်နေရာမှန်ပြီးထောက်တာဆိုတော့လေအဲ့တော့ play audio sample button selected play audio sample zipper bright higher pitch ဒါသူ့ရဲ့ပုံမှန်ဒီမှာနားထောင်ကြည့်အောင် Ready to build something awesome today? play audio sample but upbeat middle pitch ဒီကောင်ရွေးမယ်ဆိုဒီကောင်နှိပ်လိုက်ရရင်နော်သူ့တန်ဘယ်လိုနေလဲနားထောင်ခြင်းဒီ play button လေးရှိအိုင်ကောင်လေးနှိပ်ပြီးနားထောင် play audio sample button Got a project in mind? အဲဒီကောင်ရွေး play audio sample share and informative lower pitch သူကတော့အများကြီးရှိရပြအတန်နေရလေ play audio sample button ကျွန်တော်ကတော့ဒီတန်ကြိုက်တယ် What do you want to explore? What do you want to explore? ဒီကောင်လေးပေါ့နော်ဒီကောင်လေးကကျတော့ကျွန်တော်ဟို Google Notebook တို့ဘာတို့ကအတန်လေးနဲ့ဆ play င် audio နေ sample share and informative lower pitch ဆင်နေပေါ့နော်ဒီကောင်လေး
သုံးရအဆင်ပြေရတော့ကျွန်တော်ဒါလေးနှိပ်လိုက်မယ်နော် Sharing combo box. ဒီမှာတရားလေးရောက်သွားပြီနော်ကောင်မပေါက်ထဲမှာဒါလေးရောက်သွားပြီ Voice button. Sharing combo box. okay အဲ့တော့သူ့ကိုလည်းကျွန်တော် close Voice နဲ့ပိတ် button. မယ် Audio and output format button. Gemini 2 close on settings panel button. okay ပိတ်ပြီးတော့ကျွန်တော်တော့နဲ့မေးတဲ့အခါမှာကျွန်တော်ဖုန်းက microphone နှစ်ခုအလုံးမလုပ်တော့လေခဏလေးပေါ့ထားလိုက်ရင်ကောင်းမယ်ထင်တယ်ပေါ့ပြီးတော့မှကျွန်တော်မေးပြီးတော့မေးထားတဲ့လေးကိုပြန်ဖွင့်ပြမယ်ဟိုလိုကတော့ဒီဖုန်းပြောသလိုလေအဲ့လို live ဟိုဖြစ်တယ်ကျွန်တော်မေးရင်သူဖြေတယ်နောက်ပြီးကျွန်တော်ပြန်မေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခဏပေါ့လိုက်မယ်ဗျာ Notification chase. Add a month expired. Pay off. Use 0. Add a month _B2 B7. Pause. Stop. Pause. okay ဒီမှာကျွန်တော်မေးထားတယ်နော်မေးထားတဲ့ဟာကသူကစာနဲ့လဲဖတ်လို့ရတယ်ဒီမှာသူပြောနေတယ်ဒါပေမဲ့ကျွန်တော်ကနည်းနည်းသူ့ကိုသွားလက်နဲ့ဘာညာထိထားတော့သူကောင်းကောင်းအတမ်းမထွက်တော့ရတယ်မထွက်လဲပူစီရတော့တိတ်မရှိဘူးကျွန်တော်တို့ Microphone button. ဟွာနဲ့ဒီဗာလဲသူ့မှာ play ရှိတယ်ပြန်နှားထောင်လို့ရတယ် Disconnect button. ဒီမှာဒီ disconnect ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ light ကိုဟို reset လဲဘာညာလုပ်လို့ရတယ်ကျွန်တော်နောက်ပြီးလုပ်ပြမယ်နော်ခဏလေးအခုတော့သူပြောတာလေးကျွန်တော်ဆောင်းနှားထောင်လိုက်မယ် Stream is live. မြန်မာနိုင်ငံတိုရာအရှိတောင်အားရှာမရှိတဲ့နိုင်ငံတစ်ခုပေါ့နော်သူ့ရဲ့မြို့တော်ကာဒီနေပြည်တော်လူရဲ့နားလေးတန်းကျော်ရှိပြီးဟောတာပါကိုအဓိကကိုပဲကြတဲ့ More options menu. Pop mute button. Elapsed time. 000 slider. Play button. အဲ့တော့နှားထောင်ကြည့်ရအောင်နှားထောင်လို့ရတယ် Elapsed time. မရ Play တော့ button. တယ်ထင်တယ် More options menu. Pop mute button. Elapsed time. Play button. ကျွန်တော်မေးတဲ့တန် Elapsed လေး time. ပြန်နှားထောင်လို့ရ 000 တယ် slider. နော် Play button. ကျွန်တော်မေးတဲ့တန်လေး Elapsed ရ time. တယ် Mute button. More options menu. Play button. မာနိုင်ငံဆိုတာ ဒီမှာနော် အရှိတောင်ငါရှာမှာရှိတဲ့နိုင်ငံတစ်ခုပေါ့နော်သူ့ရဲ့မျိုးတော်ကနေပြီးတော့လူဦးရေကားစလေထန်းကျော်ရှိပြီးဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်ကြတယ်တဘာဝအလှပါတယ်တမိုင်းမယ်နေရာတွေနဲ့ချမ်းသာတဲ့ယဉ်ကျေးမှုတွေရှိတယ် ဒီလိုပါ Elapsed နော် time. Mute button. More options menu. Pop up button. မြန်မာနိုင်ငံ Stream is live. ကျွန်တော်တို့ဒီမှာက Disconnect button. ဒီကောင်နှိပ်ပြီးတော့ကျွန်တော်လုပ်ပြမယ်နော်ဒီမှာဒီကောင်နှိပ်လိုက်မယ်ဒီမှာနှိပ်ပြီးရင်အဲဆိုရင်မှသူကျွန်တော်မင်းနေတဲ့ရက်သွားတဲ့သဘောပေါ့နော်အတန်လေးမြည်လိုက်ပြီးတော့ Customize and C5 tabs button. ဒီမှာ မြန်မာနိုင်ငံတိုရာအရှိတောင်အား Start new stream. Resume stream button. ဒီမှာ Start new stream. ဒါကတော့ဒီဟာကိုအစ်စ်ပြန်လုပ်တာ Resume stream button. ဒါကတော့ပြန်ပြီးတော့စမယ်ပြန်ပြီးတော့ခုနနေရာကိုပြန်သွားတာပေါ့နော် Stream button. ဒါ reset ပါ reset လုပ်လိုက်လို့ရှိရင်တော့ခုန dot straight နေရာကိုပဲပြန်ဦးသွားမယ်နော်ကျွန်တော်အမှ reset လုပ်လိုက်မယ် Webcam button. Talk button. okay ဒါဆိုရင်တော့သုံးရတာအဆင်ပြေမယ်ထင်ပါတယ်ကျွန်တော်နားလဲတော့လေးရှင်းပြပေးတာပေါ့နော်ခုနကျွန်တော်ပြောသလိုပဲ show run setting ထဲမှာလည်းကျွန်တော်မသိတဲ့ဟာလေးတစ်ခုထပ်ပါလာတယ်အဲ့ဒါတော့ကိုယ်နဲ့ကိုယ်စမ်းကြည့်ကြပါကျွန်တော်လည်းစမ်းကြည့်လိုက်ပါဦးမယ်ထူးလာလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ပေါ့ဗျာနော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ noise ဟိုနောက်က noise လည်းများလို့လေနော်အကုန်လုံးကျေးဇူးတင်ပါတယ်အဆင်မပြေရရှိရင်လည်း comment မှာဝင်ရေးသွားပါလို့ကျေးဇူးပါခင်ဗျာ